ဘာမချေဘူးကောင်းတဲ့တမိုင်းကိုထိန်းသိမ်းတာကတမိုင်းကောင်းတယ်လို့နာမည်လည်းကောင်းတယ်စစ်အာဏာသိမ်းတာကောင်းတယ်လို့ပေသမိုင်းမှာရှိခဲ့ဘူးတလေလို့မေးရှင်တယ်ကဘာသမိုင်းကိုကြည့်မလားမြန်မာသမိုင်းကိုကြည့်မလားအာဏာသိမ်းစစ်အာဏာရှင်တွေအနေရအယုထုံးစံမရှိဘူးစစ်အာဏာရှင်တွေကြာရှုံးချိန်တန်တယ်တော့ဝကြာရှုံးရမယ်အတချောင်းလေးတော့မပါပဲမိမိတို့ရဲ့သားစင်မျိုးဆက်တွေရဲ့အနာဂတ်တွေအတွက်လွတ်လပ်စွာငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ငါတို့ပြစ်မဲ့ပြည်သူတွေကိုတွေးချောင်းစည်းစိမ်တဲ့ရုပ်ရက်တွေအတွက်ငါတို့ကဘာမချီဘူးနေချက်ပြစ်ရှာအင်ပါယာအောင်မြင်ခဲ့လို့လားနာစီဟစ်တလာကိုကဘာမှာတမိုင်းကောင်းခဲ့လို့လားတနတ်ဆိုတာမိုးပေါ်ထောင်ပစ်တဲ့အမျိုးမဟုတ်ဘူးလို့ပြောခဲ့တဲ့ဦးနေဝင်ကိုအသိကောင်းခဲ့လို့လားတမိုင်းတွေတိုင်းမှာဘယ်အာဏာရှင်မှအသက်ဆုံးမရှိဘူးအသိမကောင်းဘူးတမိုင်းမကောင်းဘူးဆိုတာစစ်အာဏာရှင်တွေတတိချက်ဖို့လိုမယ်စစ်အာဏာယူလူတစုကြောင့်တမိုင်းမှာလည်းသွေးစွန်းခဲ့တယ်လို့ပြစ်စုပန်မှာလည်းသွေးတွေစွန်းနေတယ်အပြစ်မဲ့သွေးစွန်းပြည်သူတွေအတွက်ငါတို့ဘယ်တော့မှအာမလျှော်ဘူးဘယ်တော့မှနောက်ဆုတ်ဘူးလူပဲအသိခံရင်ခံမယ်ဘဝနဲ့အနာဂတ်ကိုတော့အသိမခံနိုင်ဘူးငါတို့တွင်းနဲ့ရေးရဲ့မော်ကွန်းဟာငါတို့ရဲ့အောင်မြင်မှုအတွက်ပဲဖြစ်ရမယ်ကဘာမချီဘူးကဘာမချီဘူးကဘာမချီဘူးစလိုင်းပွေထမ်းခဲ့မင်းတပ်ကြီးဆက်အလုံးချီစုပါ